မင်္ဂလာပါဆိုင်လာမှာကြိုဆိုပါရစေကျွန်တော်ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်ကတော့စီကံဤစွမ်းအား The Power of Discipline စာအုပ်ဖြစ်ပါတယ်ဒီစာအုပ်ကိုရေးသားသူကတော့စာရေးဆရာဒန်နီယယ်ဝါကာဖြစ်ပါတယ်လူတိုင်းမှာအိမ်မက်တွေရှိကြပါတယ်အောင်မြင်ခြင်းကြတယ်ပိုကောင်းတဲ့ဘဝတစ်ခုကိုလိုချင်ကြတယ်ငွေကြေးလွှမ်းလန်းခွင့်ရခြင်းကြတယ်ကျန်းမာကြံ့ခိုင်တဲ့ခန္ဓာကိုယ်တစ်ခုပိုင်ဆိုင်ခြင်းကြတယ်ဒါပေမဲ့မိကုံးတစ်ခုတော့မေးပေးရစေအဲ့ဒီအိမ်မက်တွေကိုတကယ်လက်တွေ့ဖြစ်အောင်တတ်နိုင်တဲ့သူဘယ်နှယောက်ရှိပါသလဲကျန်ခဲ့တဲ့သူတွေနဲ့ရှေ့ဆက်သွားတဲ့သူတွေကြားမှာကွာခြားချက်တစ်ခုပဲရှိပါတယ်။အဲ့ဒါကတော့ discipline ဆိုတဲ့စီကံပဲဖြစ်ပါတယ်။ငါတို့အားလုံးခံစားမှုကြပါတယ်။နေ့တစ်ခုမှသို့မဟုတ်တနင်္လာနေ့တစ်ခုမှငါတော့ဒီနေ့ကစပြီးလေ့ကျင့်ခန်းလုပ်တော့မယ်။စာဖတ်တော့မယ်။စိတ်ဓာတ်အသစ်နဲ့ကြိုးစားတော့မယ်ဆိုပြီးဆုံးဖြတ်ချက်ချလိုက်ကြတယ်။ပထမနေ့တွေမှာလုံဆောင်မှု motivation တွေပြည့်နေတာကြောင့်စိတ်အားထက်သန်စွာလုပ်ကြပါတယ်။ဒါပေမဲ့3ရက်4ရက်သို့မဟုတ်တစ်ပတ်လောက်ကြာသွားတဲ့အခါအဲ့ဒီစိတ်အားထက်သန်မှုတွေဟာပျောက်ချင်းမလားပျောက်သွားပါတယ်။အရာကမထကျင်တော့တာအလုံးမလုံးချင်တော့တာမနေ့ဖက်မှလုပ်တော့မယ်ဆိုတဲ့စင်ကြီးတွေဝင်လာပါတယ်။အဲ့ဒီနေရာမှာ motivation လှုပ်ဆောင်မှုနဲ့ discipline စီကံရဲ့ကွာခြားချက်ပေါ်ထွက်လာပါတယ်။ motivation ဆိုတာရာသီဥတုလိုပါပဲ။လှပတဲ့ရက်တွေရှိတယ်လို့မိုးရွာတဲ့ရက်တွေလည်းရှိပါတယ်။ဒါပေမဲ့ discipline ဆိုတာကတော့ရာသီဥတုဘလို့ပဲဖြစ်ဖြစ်ကြီးစရာမတောင်းတစ်ခုဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုထဲမှာ discipline စီကံဆိုတာဘာလဲစီကံကသင်ဘဝကိုဘယ်လိုပြောင်းလဲပေးနိုင်တယ်လဲသင်ရဲ့နေ့စဉ်ဘဝမှာစီကံရှိသူတယောက်ဖြစ်လာအောင်ဘယ်လိုတည်ဆောက်မလဲဆိုတာကိုအသေးစိတ်ပြောပြထားပါတယ် motivation ဆိုတာလိမ်ညာမှုတစ်ခုလားအများစုကတော့ငါအလုပ်လုပ်ဖို့စိတ်ပါလာအောင်ခဏဆောင်လိုက်အောင်မယ်လို့ပြောတတ်ကြပါတယ်ဒါဟာဘဝမှာပြုလုပ်မိတဲ့အကြီးမားဆုံးအမှားတစ်ခုပါပဲ motivation ဆိုတာစိတ်လှုပ်ရှားမှု emotion တစ်ခုပါပဲ emotion တွေဟာမြန်ရောက်လာပြီးမြန်ပြန်ထွက်သွားတတ်ပါတယ်။သင်တကယ်အောင်မြင်ခြင်းနဲ့ဆိုရင်စိတ်ဓာတ်တကြွမှုအပေါ်မှာလုံးဝမမီခိုပါနဲ့။စိတ်ပါမှအလုပ်လုပ်မယ်ဆိုရင်သင်တစ်နှစ်မှနည်းနည်းပဲအလုပ်လုပ်ရပါလိမ့်မယ်။စိတ်ပါမှလေ့ကျင့်ခန်းလုပ်မယ်ဆိုရင်သင်ဘယ်တော့မှခန္ဓာကိုယ်လှပလာမှာမဟုတ်ပါဘူး။စိတ်ပါမှစာဖတ်မယ်ဆိုရင်သင်ဘယ်တော့မှတိုးတက်လာမှာမဟုတ်ပါဘူး။ကမ္ဘာပေါ်မှာအောင်မြင်ခဲ့တဲ့အားကစားသမားတွေစီးပွားရေးလုပ်ငန်းရှင်တွေစာရေးဆရာတွေကိုမေးကြည့်ပါ။သူတို့နေ့စဉ်အလုပ်လုပ်တဲ့အခါတိုင်းမှာစိတ်ပါလက်ပါချီကြရဲ့လားလို့အဖြေကတော့မရှိပါဘူး။သူတို့မလုပ်ချင်တဲ့ရက်တွေအများကြီးရှိပါတယ်။ရာသီဥတုမကောင်းတဲ့ရက်ခန္ဓာကိုယ်ပင်ပန်းနေတဲ့ရက်စိတ်ညစ်နေတဲ့ရက်တွေအများကြီးပါ။ဒါပေမဲ့သူတို့မလုပ်ချင်တဲ့စိတ်ကိုကြော်လွန်ပြီးမနေ့ပိုင်းအိယာထားကအလုပ်ဆင်းကြပါတယ်။အဲ့ဒါကို discipline စီကံလို့ခေါ်တာပါ။စီကံဆိုတာသင်လုပ်ချင်သည်ဖြစ်စေမလုပ်ချင်သည်ဖြစ်စေအကျိုးရှိမဲ့အရာတွေကိုလုံးသင့်သည့်အချိန်အတွင်းအချိန်မှန်လှုပ်ဆောင်ခြင်းဖြစ်ပါတယ်။ခဏတာတက်တောင့်တချီမှုကိုစွန့်လွတ်ပြီးအနာဂတ်ရဲ့အောင်မြင်မှုကိုရွေးချယ်တာဟာစီကံရဲ့အနှစ်သာရပါပဲ။စီကံနဲ့လွန်မြောက်မှုလူများစုကတော့စီကံဆိုတာကိုချုံနှောင်မှုသို့မဟုတ်ထောင်ဒဏ်တစ်ခုလို့မြင်ကြပါတယ်။စီကံကြီးရင်ဘဝကစိတ်ချင်းကျက်စရာကြီးလို့ထင်ကြပါတယ်။ဒါပေမဲ့အမှန်တရားကတော့အဲ့ဒါရဲ့ဆန့်ကျင်ဘက်ပါပဲ။အမေရိကန်စေတနာဝန်ထမ်းခေါင်းဆောင်ဟောင်းဂျက်ကိုဝီလင်ပြောခဲ့သလိုပါပဲ။ discipline equal freedom စီကံဆိုတာလွတ်လပ်မှုဖြစ်ပါတယ်။စဉ်းစားကြည့်ပါ။ဘာသာရေးစီကံရှိသူသည်နောက်ပိုင်းတွင်ငွေကြေးလွတ်လပ်ခွင့်ကိုရရှိသည်။မလိုအပ်တာတွေမဝယ်ပဲစီကံရှိစုဆောင်းသူသည်ငွေကြေးကျက်တဲ့မှုအန္တရာယ်မှလွတ်မြောက်သည်။ကျန်းမာရေးစီကံရှိသူသည်အသက်ကြီးလာသည့်အခါယောဂဗျာမှလွတ်မြောက်ပြီးတန်ဆွမ်းသည့်ခန္ဓာကိုယ်လွတ်လပ်ခွင့်ကိုရရှိသည်။အချိန်စီကံရှိသူသည်မိသားစုနှင့်ပျော်ရွှင်စွာကုန်လွန်ရန်အချိန်လွတ်လပ်ခွင့်ကိုရရှိသည်။စံကျင်ဘက်အားဖြင့်စီကံမရှိသူတွေဟာလွတ်လပ်တယ်လို့ထင်ရပေမဲ့တကယ်တော့သူတို့ဟာသူတို့ရဲ့တတ်မှတ်မှုပြင်းရည်မှုနဲ့မကောင်းတဲ့အကျင့်ဆိုးတွေရဲ့ကြေးကျွန်ဖြစ်နေကြပါတယ်။မနေ့အရာမထနိုင်ခြင်းအစားအသောက်မစင်ခြင်းအချိန်ဖြုံးခြင်းစတဲ့စီကံမဲ့မှုတွေဟာနောက်ပိုင်းမှာကျန်းမာရေးချို့တက်မှုငွေကြေးကျက်တက်မှုနဲ့စိတ်ထက်ကြမှုဆိုတဲ့ခါသီးတဲ့တန်ကြိုးတွေနဲ့တင့်ကိုပြန်လဲချုံနှောင်လိုက်တာပါ။ဒါကြောင့်စီကံဆိုတာတင့်ကိုချုံနှောင်ထားတာမဟုတ်ပါဘူး။တင့်ကိုတကယ်လွတ်လပ်မှုစီပို့ဆောင်ပေးနေတဲ့ဒိုင်းလွှာတစ်ခုဖြစ်ပါတယ်။စီကံမဲ့ခြင်းဤပေးဆက်ရသောတန်ဖိုးရှင်ရုံးရဲ့နာမည်စကားတစ်ခွန်းရှိပါတယ်။ဘာလို့အားလုံးဟာနာကျင်မှုနှမျိုးတွေကတစ်ခုကိုတော့ခံစားကြရလိမ့်မယ်။အဲ့ဒါကတော့စီကံဤနာကျင်မှုသို့မဟုတ်နောင်တဤနာကျင်မှုဖြစ်ပါတယ်။ဒါပေမဲ့ကွာခြားချက်ကတော့စီကံရဲ့နာကျင်မှုဟာအောင်စားဝဲအလွန်ပေါ်ပါသလောက်နောင်တဤနာကျင်မှုကတော့တန်ချိန်များစွာအလွန်လေးလံလှပါတယ်။ဒီနေ့မနေ့စောစောထပြီးလေ့ကျင့်ခန်းလုပ်ရတာနာကျင်ပါတယ်။ညဘက်ဖုံးမကြည့်ပဲစာဖတ်ရတာနာကျင်ပါတယ်။မကောင်းတဲ့အစားအသောက်တွေကိုညှင်းပယ်ရတာနာကျင်ပါတယ်။ဒါပေမဲ့အဲ့ဒီနာကျင်မှုတွေကခဏတာပါပဲ။စက္ကန့်ပိုင်းမိနစ်ပိုင်းနာရီပိုင်းပဲကြာပါတယ်။အခြားတစ်ဖက်မှာတော့လပေါင်းများစွာနှစ်ပေါင်းများစွာစီကံမဲ့ခဲ့တာကြောင့်အသက်ကြီးလာတဲ့အခါကျန်းမာရေးပျက်စီးသွားတဲ့နောင်တအချိန်တွေကိုအလားအဖြုံတီးခဲ့မိလို့အသက်ကြီးမှဒုက္ခရောက်ခဲ့ရတဲ့နောင်တအမှစွမ်းရည်ရှိပါလျက်နဲ့မကြိုးစားခဲ့မိလို့အောင်မြင်ခွင့်မရခဲ့တဲ့နောင်တဒီနောင်တရဲ့နာကျင်မှုကတော့သင်တစ်သက်လုံးစိတ်ထဲမှာလေးလံစွာဖိစီးနေမှာဖြစ်ပါတယ်။သင်ရွေးချယ်ပါဒီနေ့ခဏတာပင်မနဲ့စီကံဤနာကျင်မှုကိုရွေးမလား
ဒါမှမဟုတ်တစ်သက်လုံးတည်ဆောင်သွားရမယ်နောင်တဤနာကျင်မှုကိုရွေးမလားလို့ပြောထားပါတယ်စီကံရှိသူတယောက်ဖြစ်လာအောင်ဘယ်လိုလေ့ကျင့်မလဲစီကံဆိုတာမိုးရပါလာတဲ့အရာတစ်ခုမဟုတ်ပါဘူးစီကံဆိုတာကြွက်သားမာဆယ်တစ်ခုလိုပါပဲမလေးကျင့်ရင်ပိန်လုံသွားပြီးပုံမှန်လေ့ကျင့်ပေးရင်တန်မာလာပါတယ်သင်ရဲ့စီကံကြွက်သားကိုတန်မာလာအောင်လှုပ်ဆောင်နိုင်မဲ့အဆင့်၅ဆင့်ကိုမျှဝေပေးခြင်းပါတယ်ပထမအဆင့်ကတော့အသေးဖွဲကိစ္စများမှစတင်မှာလူအများစုမှားတတ်တဲ့အမှားကတော့စီကံရှိခြင်းတဲ့အခါတညတာအတွင်းအရာရာကိုပြောင်းလဲပြဖို့ကြိုးစားတာပါမနေ့၄နာရီထားမယ်2နာရီလေ့ကျင့်ခန်းလုပ်မယ်စာမျက်နှာ90ဖတ်မယ်စသဖြင့်မဖြစ်နိုင်တဲ့ပန်းတိုင်တွေကိုထားတတ်ကြပါတယ်ဒါအသင်အုံနောက်ကို6နှက်လိုက်တာပါပဲထို့အစားအသေးငယ်ဆုံးအရာကနေစတင်မှာမနေ့နိုးတာနဲ့အိယာကိုချက်ချင်းတတရရသိမ်းမှာတနေ့ကိုစာတစ်မျက်နှာပဲဖတ်ပါတိုက်10ချိန်ထိုးပါသိငယ်တဲ့အနိုင်ရမှုတွေစမောဝင်းကသင်ကိုယုံကြည်မှုတိုးတက်စေပြီးစီကံကိုတဖြည်းဖြည်းတန်မာလာစေပါတယ်သင်ရဲ့ဘာကြောင့်ကိုချင်းချင်းလင်းလင်းသိပါရည်ရွယ်ချက်မရှိရင်စီကံပြည့်လွယ်ပါတယ်ငါဘာကြောင့်စီကံရှိချင်တာလဲဆိုတာကိုတဲတဲကွယ်ကွယ်သိဖို့လိုပါတယ်သင်မိသားစုကိုပုံမကောင်းမွန်တဲ့ဘဝပေးခြင်းလို့လားသင်ကိုသင်ပုံမကြန့်ခိုင်တဲ့သူဖြစ်ခြင်းလို့လားငွေကြီးဒုက္ခကနေလွတ်မြောက်ခြင်းလို့လားသင်ရဲ့ဝိုင်းဘာကြောင့်ဆိုတဲ့အကြောင်းရင်းပုံမခိုင်မာလေးအခက်အခဲတွေပြည့်ညှိမှုတွေကိုကျော်လွှားဖို့စီကံကိုသိသိရတာပုံမလွယ်ကူလေးဖြစ်ပါလိမ့်မယ်တွေးဆောင်မှုများကိုဖယ်ရှားပါစီကံရှိသူတွေဟာစိတ်ဓာတ်ခွန်အားလွန်ကဲစွာတန်မာသူတွေမဟုတ်ပါဘူးသူတို့ဟာသတိလက်လွတ်ဖြစ်စေမဲ့တွေးဆောင်မှုတွေကိုဖယ်ရှားထားသူတွေဖြစ်ပါတယ်စာချင်းအလုပ်လုပ်တဲ့အခါဖုန်းကိုအခြားအခန်းမှာထားပါဝါကျင်သိမရှိရင်မလိုအပ်တဲ့အချိုရည်နဲ့မုန့်တွေကိုအိမ်မှာမဝယ်ထားပါနဲ့အချိန်မဖြုံးခြင်းရင်အသုံးမလိုတဲ့ social media application တွေကိုဖျက်ပစ်ပါပတ်ဝန်းကျင်ကိုစီကံရှိအောင်ဖန်တီးလိုက်ရင်တင်စီကံကိုထိန်းရတာပုံမလွယ်ကူပါလိမ့်မယ်သင်ကြီးများကိုရေငုံနှုတ်ပိတ်လိုက်ပါအလုပ်လုပ်တော့မဲ့အချိန်မှာသင်စိတ်ထဲကခဏနေမှလုပ်ပါဒီနေ့အရန်ပင်ပန်းနေပြီမနှက်ပြန်မှစလိုက်ပါဆိုတဲ့အတန်တွေထွက်လာပါလိမ့်မယ်အဲ့ဒီအခါအဲ့ဒီအတန်နဲ့နားလည်မှုမယူပါနဲ့မနေ့9စက္ကန့်စီးမြင်5စက္ကန့်ရိုးကိုသုံးပါ9-4-3-2-1လို့ရေးတွက်ပြီးရုပ်တရက်ထားလုပ်ပါစိတ်ကစင်ကြီးမပေးနိုင်ခင်ကိုယ့်ကိုအလုပ်လုပ်ခိုင်းတာဖြစ်ပါတယ်နေ့စဉ်ပုံမှန်ပြုလုပ်ပါတရက်ထဲမှာ10နာရီကြိုးစားပြီးကျန်တဲ့6ရက်မှာဘာမှမလုပ်ထားတဲ့ဒီနေ့ကို1နာရီနှုန်းနဲ့9ရက်လုံးပုံမှန်လုပ်တာကပုံမထိရောက်ပါတယ်စီကံဆိုတာအချိန်တို့အတွင်းပြင်းပြင်းထန်ထန်လုပ်တာမဟုတ်ပဲနေ့စဉ်မပြတ်ပုံမှန်ပြုလုပ်ခြင်းဖြစ်ပါတယ်အချိန်တွေကုန်လွန်လာတဲ့အခါစီကံရဲ့အသည့်အပွင့်တွေကိုသင်စတင်ရရှိလာပါလိမ့်မယ်မိမိကိုယ်ကိုလေးစားမှုသင်ကိုယ်ကိုပေးတဲ့ကတိတွေကိုတည်အောင်မွေးမြူနိုင်တဲ့အခါသင်ရဲ့မိမိကိုယ်ကိုလေးစားမှုနဲ့ယုံကြည်မှုဟာမြင့်မားလာပါလိမ့်မယ်အခြားသူတွေရဲ့ချီးကျူးမှုကိုတောင်းခံစရာမလိုပဲသင်ကိုယ်သင်ဂုဏ်ယူနေရပါလိမ့်မယ်အလုပ်တွေကိုမနှက်ပြန်သို့ချွေဆိုင်ထားခြင်းမရှိတော့တဲ့အတွက်စိတ်ထဲမှာမလိုအပ်တဲ့ဖိစီးမှုတွေစိုးရိမ်မှုတွေပျောက်ကွယ်သွားပါလိမ့်မယ်ဒီနေ့ကို100%နှုန်းပဲတိုးတက်အောင်စီကံရှိလှုပ်ဆောင်သွားရင်ဒီနှစ်မှာသင်ဟာအရင်ကထက်38ဆမကပုံမတိုးတက်လာတဲ့သူတစ်ယောက်ဖြစ်လာပါလိမ့်မယ်။သိငယ်တဲ့စီကံလေးတွေဟာအချိန်နဲ့အမျှပေါင်းဆက်သွားပြီးသင်အတွက်အောင်မြင်မှုကြီးတွေကိုဖန်တီးပေးပါလိမ့်မယ်။ဒီနေ့ကနေစပြီးပြောင်းလဲပါမိတ်ဆွေ။ဒီဗီဒီယိုကိုကြည့်ပြီးတာနဲ့သင်မှာရွေးချယ်စရာနည်းလမ်းနှစ်ခုရှိပါတယ်။ပထမလမ်းကတော့ဒီဗီဒီယိုကိုပိတ်လိုက်ပြီးအရင်အတိုင်းပဲဆင်ခြေတွေပေးကဖုန်းကိုဆက်ကြည့်ရင်စီကံမဲ့တဲ့ဘဝမှာပဲဆက်နေသွားသလိုပါပဲ။ဒုတိယနည်းလမ်းကတော့ဒီနေ့ဒီအချိန်ဒီစက္ကန့်ကစပြီးသင်ဘဝကိုသင်ကိုယ်တိုင်စီကံရှိထိန်းချုပ်လိုက်ဖို့ပါကြီးကျယ်တဲ့အရာတွေလုပ်ဖို့မလိုပါဘူးဒီနေ့ညပဲစောစောအိပ်ပါမနေ့ပြန်မနေ့စောစောထားပါသင်အိပ်ရာကိုတတ်တရရသိမ်းပါမနေ့ပြန်လုပ်ရမယ့်အလုပ်တွေကိုစည်ရင်ရေးပါပြီးရင်စင်ကြီးမပေးဘဲထားလုပ်ပါသင်ရဲ့အနာဂတ်ဟာသင်ဒီနေ့ပြုလုပ်လိုက်တဲ့စီကံရှိတဲ့လုပ်ရက်တွေပေါ်မှာမူတည်နေပါတယ်စိတ်ဓာတ်တဲကြွမှုကိုစောင့်မနေပါနဲ့စီကံကိုပဲကင်ဆွဲထားပါစီကံရှိတဲ့သူသားလည်းရင်မိမိဘဝရဲ့တခင်ဖြစ်လာနိုင်ပါတယ်။ဒါကြောင့်ယနေ့ကစပြီးသင်ဟာသင်ဘဝ၏တခင်ဖြစ်ပါစေ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။